နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့နဲ့အာဆီယံအထူးကိုယ်စားလှယ်နဲ့ဓာတ်ရိုက်တွေ့ဆုံခွင့်ပေးဖို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကပြတ်ပြတ်သားသားတောင်းဆိုလိုက်မှုအပေါ်အကြမ်းဖက်စစ်ကောင်စီဘက်ကအာဆီယံအထူးကိုယ်စားလှယ်အသစ်ခန့်အပ်ဖို့လုံးဝမလိုတော့ဘူးလို့ရိုင်းဆိုင်တုံ့ပြန်လိုက်တဲ့သတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုအာဆီယံကိုပယ်ချနေပေမဲ့တစ်ဖက်မှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ပြီးနိုင်ငံတကာအထီးကျန်မှုကိုဘလို့မျက်လှည့်ပြရှော့ချနေတယ်လဲဆိုတဲ့အခြေအနေတွေထိုင်းကိုကူးလုံးလုပ်ပြီးအခြားအာဆီယံနိုင်ငံတွေကိုပါဆက်သွားအောင်မယ်လို့အရှက်မရှိကြေညာလိုက်တဲ့အကြောင်းထိုင်းလွှတ်တော်ထဲမှာမျက်နှာချင်းဆိုင်ဆန့်ကျင်ခံရတာကိုတယောက်တည်းဆန္ဒပြတာပါလို့ခိုင်ဆိုးကဘလို့ပြောင်းလဲနေတယ်လဲဆိုတဲ့အခြေအနေတွေတားဖြစ်သူအောင်ပြည့်စုံရဲ့ဟိုတယ်နဲ့အိမ်ယာစီမံကိန်းအတွက်ပြင်ဦးလွင်ကပြည်သူ့မြေဧက200ကျော်ကိုစစ်တပ်ကအတင်းအဓမ္မဓမြတိုက်သိမ်းယူနေတဲ့တဲ့တရားဥပဒေစိုးမိုးရေးကင်းမဲ့နေလို့မန္တလေးကနာမည်ကြီးရွှေရှန်ထက်ရွှေဆိုင်ပိုင်ရှင်ကပြည်သူတွေစီကနေတိမ်ပေါင်းသိန်းချီကိုပြောင်းကျလိမ်လည်သွားတဲ့အကြောင်းဒါအပြင်တဖန်းစိတ်စေကိုအတိမပေးပဲရုတ်တရက်ဖောက်ချလိုက်လို့ပြည်သူ8ဦးရေနစ်တေဆုံးခဲ့ရတဲ့ရင်နာပွဲအဖြစ်စိုးကြီးနဲ့အတူစစ်မှုထမ်းလူငယ်တောင်းချီကိုတေတွင်းပို့ပြီး10ရောက်တိတိကိုသာအလုရှာပေးနိုင်တယ်ဆိုပြီးဂုံယူနေတဲ့စစ်ကောင်စီရဲ့ယူကြောင်လုပ်ရက်နိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်ပြည်ထောင်စုတို့ရောက်ရှိနေတဲ့တောင်ဆူဒန်နဲ့မြန်မာနိုင်ငံသားတွေကိုပြည်နှင်တန်းပေးရန်အမေရိကန်တရားရုံးတွေကသဘောတူလိုက်ပြီးဆိုတဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့နိုင်ငံတကာရဲ့ PR တွေကိုလုံးဝဂရုမစိုက်ပဲအာဆီယံအဖွဲ့ကြီးကိုပြောင်တင်းတကားပိတ်ချလိုက်တဲ့နေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ရိုင်းဆိုင်တဲ့ထုတ်ပြန်ချက်ကိုအရင်ဆုံးအသေးစိတ်ကြည့်အောင်ပါ။ဩဂတ်လ10ရက်နေ့ညပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနကအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံ၏တောင်းဆိုချက်များကိုတရားဝင်တုံ့ပြန်သည့်ကြေညာချက်တစ်စောင်ကိုမီဒီယာများသို့ဖြန့်ဝေခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်၏အဓိကအကြဆုံးနဲ့နိုင်ငံတကာကိုအကြီးအကျယ်စိန်ခေါ်လိုက်သည့်အချက်မှာမြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကြီးကျင်းပပြီးစီး၍တရားဝင်အစိုးရတရက်ပေါ်ပေါက်လာပြီဖြစ်သောကြောင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်ထပ်မံခန့်အပ်ရန်မလိုအပ်တော့သလိုအဆိုပါအထူးကိုယ်စားလှယ်၏အခမ်းကဏ္ဍသည်လည်းဆက်လက်တည်ရှိနေရန်အကြောင်းပြချက်မရှိတော့ကြောင်းပြောင်တင်းညင်းပယ်ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်ပါတယ်။ဩဂတ်လ9ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ကြေညာချက်ထဲမှာဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးရန်နဲ့အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ခွင့်ပေးရန်ရာဇသံပေးတောင်းဆိုခဲ့တာကိုနေပြည်တော်ကချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့တာဖြစ်နေပြည်တော်၏ထုတ်ပြန်ချက်ထဲတွင်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအရဖမ်းဆီးထားခြင်းမဟုတ်ဘဲတည်ဆဲဥပဒေများအရအရေးယူထားခြင်းသာဖြစ်ကြောင်းအရှက်မဲ့စွာဖော်ပြထားပါတယ်။ဒါအပြင်ဩဂတ်လ3ရက်နေ့ကဒေါအောင်ဆန်းစုကြည်နှင့် ICRC ကိုယ်စားလှယ်တို့တွေ့ဆုံခဲ့မှုသည်နိုင်ငံတကာ၏ဖိအားများကြောင့်မဟုတ်ဘဲမြန်မာနိုင်ငံ၏တည်ဆဲဥပဒေများလုံထုံးလုံနည်းများနဲ့အညီဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟုလိမ်လည်ထုတ်ပြန်ခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌ၏တောင်းဆိုချက်များသည့်အချုပ်အခြာအာဏာပိုင်ဆိုင်သောမြန်မာနိုင်ငံ၏တရားစီရင်ရေးလုပ်ငန်းစဉ်နှင့်တရားဥပဒေစိုးမိုးရေးအခြေခံမူများအပေါ်တွင်တက်ရောက်မှုရှိစေသည်ဟုဆွဆွဲဝေဖန်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုအပြည့်အဝလွှတ်ပေးရေးကိစ္စကတော့တရားဥပဒေနဲ့အညီသာဖြစ်မည်ဟုပြတ်ပြတ်သားသားညှင်းပယ်လိုက်ပါတယ်။ဒါအပြင်အာဆီယံနဲ့အနာဂတ်ဆက်ဆံရေးများကိုအာဆီယံ၏ဘုံသဘောတူညီချက်5ချက်အတိုင်းမဟုတ်တော့ဘဲမြန်မာနိုင်ငံကဥဆောင်တဲ့မြန်မာကိုယ်ပိုင်နည်းလမ်းမြန်မာနီးမြန်မာဟန်ဖြင့်သာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရဲတင်းကြေညာလိုက်ခြင်းဖြစ်ပါတယ်။ဒါဟာပြည်သူတရက်လုံးကလက်မခံဘဲစန့်ကျင်ထားတဲ့အတုအယောင်ရွေးကောက်ပွဲကြီးကိုအတင်းအဓမ္မအသက်သွင်းပြီးတရားဝင်အစိုးရအဖြစ်နိုင်ငံတကာကိုအတင်းအကျပ်လက်ခံခိုင်းနေခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ်မင်းအောင်လှိုင်ကအာဆီယံအထူးတန်တမန်ကိုဒေါအောင်ဆန်းစုကြည်နဲ့ပေးတွေ့မည်ဟုဂတိကဝတ်ပြုခဲ့ခြင်းမျိုးလုံးဝမရှိခဲ့ကြောင်းကိုလည်းထိုင်းနိုင်ငံသားရေးဝန်ကြီးစီယာဆက်ကိုယ်တိုင်က BBC သတင်းဌာနသို့အမှန်တိုင်းဖွင့်ချဝန်ခံခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီဟာအာဆီယံအဖွဲ့ကြီးကိုပြောင်တင်းလှည့်စားပြီးနိုင်ငံတကာ၏ကြားဝင်စိတ်ဆက်မှုများကိုအလုံးစုံတကားပိတ်လိုက်ပြီးဖြစ်ကြောင်းထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီလိုအာဆီယံရဲ့အထူးတန်တမန်ကိုပယ်ချနေပေမဲ့တစ်ဖက်မှာတော့ကဘာကြီးကိုလှည့်စားဖို့ဓာတ်ပုံတွေထုတ်ပြန်လာတဲ့အပေါ်နိုင်ငံတကာကဘလို့သုံးသပ်တယ်လဲဆိုတာဆက်ကြည့်အောင်ပါစစ်ကောင်စီဟာအာဆီယံအထူးကိုယ်စားလှယ်ကိုပယ်ချခဲ့ပေမဲ့အခြားတစ်ဖက်မှာတော့ပြီးခဲ့တဲ့ဩဂတ်လ3ရက်နေ့ကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာကြက်ချီနီကော်မတီ ICRC ကိုယ်စားလှယ်အာနိုဒီဘက်စ်တို့တွေ့ဆုံခဲ့သည့်ဓာတ်ပုံများကိုပထမဆုံးအကြိမ်ဖြစ်မီဒီယာတွေကနေတဆင့်တမင်သက်ပေါက်ကြားစေခဲ့ပါတယ်။ဒါစစ်အာဏာသိမ်းပြီးနောက်နိုင်ငံခြားကိုယ်စားလှယ်တဦးနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ရအပေါ်အရှိတောင်အာရှငြိမ်းချမ်းရေး Institute မှအကြီးတန်းသုတေသီကိုရဲမျိုးဟင်းကဒါဟာမူဝါဒပြောင်းလဲမှုလုံးဝမဟုတ်ဘဲနိုင်ငံရေးအရာတန်တမာရေးအကျိုးမြတ်ရယူရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနာမည်ကြီး Financial Times သတင်းစာကြီးကိုပြတ်ပြတ်သားသားသုံးသပ်ဖွင့်ချခဲ့ပါတယ်။သူကဒါဟာမူဝါဒပြောင်းလဲမှုမဟုတ်ဘဲတန်တမာရေးအရာပြသလိုက်တဲ့လောက်ရတစ်ခုပဲဖြစ်တယ်။စစ်ကောင်စီရဲ့မူဝါဒတွေရော့ပေါ်လာတယ်ဒါမှမဟုတ်နိုင်ငံရေးအသွင်ကူးပြောင်းမှုကိုအဓိပ္ပာယ်ရှိစတင်လိုက်တယ်လို့မမြင်သင့်ဘူးဟုသတိပေးခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်၏တားဖြစ်သူ Kim Aris ကလည်းယခုတွေ့ဆုံခွင့်ပြုမှုကိုလမ်းကြောင်းမှန်ပေါ်သို့တင်းငယ်တဲ့ခြေလမ်းတလန်းဟုသုံးသပ်တော်လဲမိခင်ဖြစ်သူသည်မိသားစုနဲ့ဆက်သွယ်ခွင့်ရှင်းနေများနဲ့တွေ့ဆုံခွင့်အပါအဝင်အခြေခံလူအခွင့်အရေးများဆက်လက်ညှင်းပယ်ခံနေရဆဲဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။ဒါအပြင် Kim Aris ကထိုင်းအစိုးရကိုလည်းအလွန်ထိရောက်တဲ့ဝေဖန်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။မင်းအောင်လှိုင်ကိုကော်စောနီခင်းကြိုဆိုခြင်းဟာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုတရားဝင်မှုပေးရရောက်တယ်လို့သူကဝေဖန်ပါတယ်။စစ်တနီတက္ကသိုလ်မှသုတေသီစိုင်းကြည်စင်စိုးကလည်းကမ္ဘာ့ဘဏ်ကသတိပေးထားတဲ့အတိုင်းမြန်မာစီးပွားရေးအကြီးအကျယ်ကျဆင်းနေချိန်မှာနိုင်ငံတကာအထီးကျန်မှုလျှော့ချဖို့လုပ်တဲ့နိုင်ငံရေးပြဿနာတက်တာဖြစ်တယ်လို့သုံးသပ်ပါတယ်။အစိုးရနဲ့ထိတွေ့နေတဲ့နိုင်ငံတွေအနေနဲ့မင်းအောင်လှိုင်ဖန်တီးနေတဲ့ပုံရိပ်ထက်နေစဉ်လေးချောင်းကနေဘုံကျဲတက်ဖြတ်နေတဲ့လက်တွေ့အခြေအနေကိုမြင်သင့်တယ်လို့နိုင်ငံတကာကိုအလေးနက်သတိပေးပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒီလိုနိုင်ငံရေးပြဿနာတွေကနေတဆင့်အာဆီယံကိုပြန်ဝင်ဖို့စစ်ကောင်စီကဘယ်လိုအောက်တန်းကြကြကြီးညာနေတယ်လဲဆိုတာဆက်ကြည့်အောင်ပါစစ်ကောင်စီဟာနိုင်ငံတကာတန်တမာရေးမျက်နှာစာမှာအကြီးအကျယ်အထီးကျန်ဖြစ်နေပေမဲ့မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခီးစဉ်အပြီးမှာတော့သူတို့အလွန်အောင်မြင်နေပြီလို့စိတ်ကူးရင်ကဘာထဲမှာအသက်ဆက်နေကြပါတယ်သမရယုံပြောရေးဆိုခွင့်ရှိသူလို့အမည်ခံထားတဲ့ဒေါ်ခိုင်ဆိုးကနိုင်ငံပိုင်မီဒီယာများကနေတဆင့်ထိုင်းနိုင်ငံ၏ထောက်ခံကူညီမှုဖြင့်အာဆီယံဖွဲ့တွင်း၌မြန်မာနိုင်ငံအနေဖြင့်ငကိုပုံမှန်အတိုင်းပြန်လည်ပါဝင်လှုပ်ရှားနိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောင်တင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။သူမကထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေတာကြောင့်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုတွေနဲ့အခက်အခဲတွေကိုနားလည်ပြီးအာဆီယံတွင်းပုံမှန်အတိုင်းပြန်ပါဝင်နိုင်ရေးအတွက်အပြည့်အဝထောက်ခံကူညီသွားမယ်လို့ဆိုပါတယ်။ဒါဟာထိုင်းအစိုးရရဲ့ကိုကြိုးရှာစီးပွားရေးဆက်ဆံမှုကိုခုတုံးလုပ်ပြီးအာဆီယံမျက်နှာစာမှာနေရာပြန်ရဖို့လှည့်စားနေတာဖြစ်ပါတယ်။
ဒါအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေမြင့်တင်နေတာကြောင့်လာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံတို့စီကိုပထမနဲ့ဒုတိယခီးစဉ်တွေအဖြစ်သွားရောက်ခဲ့တာဖြစ်ပြီးအခြားသောအာဆီယံနိုင်ငံများကိုလည်းဆက်လက်သွားရောက်ရန်အစီအစဉ်ရှိတယ်လို့အရှက်မဲ့စွာကြေညာခဲ့ပါတယ်တကမ္ဘာလုံးကစန့်ကျင်နေတဲ့ခီးစဉ်ကြီးကိုအာဆီယံအတိုင်းအဝန်တိဆောက်ရေးအတွက်အများကြီးအထောက်အကူပြုတယ်လို့ပြောင်းကြလိမ့်လည်သွားတာပဲဖြစ်ပါတယ်။သူတို့ဟာပြည်တွင်းမှာအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေနေ့စဉ်ဘုံကျဲတပ်ဖြတ်နေတာတွေကိုလုံးဝရပ်တန့်ဖို့ဆန္ဒမရှိဘဲနိုင်ငံတကာမှာတော့တရားဝင်အစိုးရတရက်လိုနေရာရဖို့အသေးအတန်လှည့်စားကြိုးပမ်းနေတဲ့လုပ်ရကြီးပင်ဖြစ်ပါတယ်။ဒီခီးစဉ်ကိုအောင်မြင်ပါတယ်လို့ကြွေးကြော်နေတဲ့ခိုင်ခိုင်ဆိုးကတကယ်မြေပြင်ကဆန္ဒပြမှုတွေကိုရောဘယ်လိုမျက်နှာပြောင်တိုက်ဖုံးကွယ်ခဲ့တယ်လဲဆိုတာဆက်ကြည့်အောင်ပါအမေရိကန်တွင်မင်းအောင်လှိုင်၏ထိုင်းနိုင်ငံခီးစဉ်တစ်လျှောက်လုံးထိုင်းလွှတ်တော်အမတ်များအတိုက်အခံနိုင်ငံရေးသမားများအရက်ဘက်အဖွဲ့အစည်း16ဖွဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂ19ဖွဲ့ထိုင်းပြည်သူများနဲ့ထိုင်းရောက်မြန်မာနိုင်ငံသားများကနေရာအနှံ့အပြင်းထန်ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ချူလာလောင်ကွန်တမဆက်နဲ့ကာဆက်ဆက်တက္ကသိုလ်တို့ကကျောင်းသားတွေဟာမင်းအောင်လှိုင်ကိုလူသက်ကောင်အဖြစ်သတ်မှတ်ပြီးအစိုးရကိုနိုင်ငံရေးအရာတရားဝင်မှုမပေးဖို့ရာဇသံပေးခဲ့ပါတယ်။သို့တော်လည်းနေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိစဉ်တွင်ပြောရေးဆိုခွင့်ရှိသူခိုင်ခိုင်ဆိုးကထိုင်းလွှတ်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့တွားတွေ့စဉ်ဆန္ဒပြတာကိုမသိလိုက်ပါဘူး။လိုင်းပေါ်မှာသတင်းတက်လာမှသိရတာပါ။ထိုင်းလွှတ်တော်အမတ်တယောက်လွှတ်တော်အပြင်ဘက်အဝမှာဆန္ဒပြပုံစံကိုတွေ့ရပါတယ်။လူမျက်နှာပြောင်တိုက်ကပြောင်းလင်ပြောဆိုလိုက်ပါတယ်တကယ်လက်တွေ့ထိုင်းလွှတ်တော်တွင်းမှာလွှတ်တော်အမတ်ဒေါက်တာအနုစွန်တန်ချိုင်းကသွေးစွန်းလက်များရှိနေသောအာဏာရှင်အားကော်ဇော်နီခင်းကြိုးဆိုခြင်းကိုလက်မခံနိုင်သဖြင့်မျက်နှာချင်းဆိုင်ကြွေးကြော်အော်ဟစ်ပြီးအဆက်ခွဲခဲ့တာကိုအဆက်မရှိလိမ့်